ဇနီးကောင်းရထားရင်တန်မိုးထားပါအမျိုးသားတယောက်ရဲ့ဘဝမှာအကြီးမားဆုံးအားထားရာသူ့ရဲ့ဇနီးပါပဲဘလောက်ပဲဆင်းရဲဒုက္ခရောက်နေပါစေဇနီးတဲ့အိမ်ကိုစောက်ရှောက်နေသမျှထိုမိသားစုပြိုကွဲမှာမဟုတ်ပါဘူးငွေတွေဘလောက်များများအရေးချင်းတွေဘလောက်ပဲရှိရှိကိုယ့်ဘောတကယ်ချစ်တဲ့ပြုစုယူရခဲ့တဲ့ဇနီးတဲ့ကောင်းတယောက်ကိုဆုံးရှုံးလိုက်ရပြီဆိုရင်အဲ့ဒီအိမ်ပြိုကွဲသွားရတာပါပဲတင်တဲ့သူဆင်းရဲဒုက္ခတွေချမ်းသာဒုက္ခတွေကိုအတူတူခံစားပြီးအတူတူအိုမင်းမဲ့သူကတင့်ဇနီးတဲ့တယောက်သေးတာဖြစ်ပါတယ်ရှေးစကားတွေကဇနီးတွေကိုနှိပ်စက်တတ်တဲ့ယောက်ျားတွေကကန်ဆိုးတတ်ကြပြီးဇနီးတွေကိုချစ်ခင်မြတ်နိုးတတ်တဲ့ယောက်ျားတွေကအရာရာအဆင်ပြေချုံးမွေ့တတ်ကြပါတယ်ဇနီးတဲ့ကောင်တယောက်ဟာအိမ်တိန်ရဲ့ပေမကြိုးဖြစ်တယ်တင့်ရင်ကိုပြန်တဲ့အခါမှာနှွေးထွေးမှုရှိတဲ့ထမင်းပကံနဲ့တင့်ရဲ့ပျော်ရွှင်မှုဝမ်းနည်းမှုတိုင်းကိုမျှဝေခံစားပေးမဲ့သူတယောက်အစဉ်သင့်ရှိနေခြင်းဟာယောက်ျားတစ်ယောက်အတွက်စစ်မှန်တဲ့မင်္ဂလာတစ်ပါးပဲဖြစ်ပါတယ်။ဒါကြောင့်တင်တဲ့သူအိုမင်းသွားတဲ့အထိရှိနေပေးမဲ့ဇနီးတွေကိုချစ်ပါတန်မိုးထားပါ